ပြောလို့လည်းမဟုတ်ပါပြောစရာလည်းမကြည့်ပါရင်မြေရှားတဲ့ဘဝတွေမှာအချိန်ကြီးကြတဲ့မျက်ရည်နိုင်အောင်တော့ပေးကြိုးစားနေတာပြန်ရင်လို့ပါဖေဖေရဲ့